ဒီမိမကပုတ်ဖက်နက်ကိုချွတ်ပြီးရေချိုးဖို့ပြင်နေတာအဲ့ဒါကိုယောက်ျားဖြစ်သူကမြင်တော့လှည့်ထွက်သွားခဲ့တယ်နောက်ဆုံးမှာယောက်ျားကအိမ်တော့ကိုတမင်တကာပြင်မှာထားခဲ့ပြီးမိမကိုမျက်နိုးနဲ့နှုတ်ဆက်ခဲ့တာဒီအချိန်မှာတနာစရာမိမကတော့ဒီနှုတ်ဆက်တာဟာအပြင်ထွက်တဲ့နှုတ်ဆက်ခြင်းမဟုတ်ပဲသူမရဲ့တေချင်းတရားအတွက်နှုတ်ဆက်တာဆိုတာမသိခဲ့ပါဘူးယောက်ျားထွက်သွားပြီးတဲ့နောက်မိမဟာအရင်တိုင်းပဲရေချိုးခန်းထဲမှာရေနွေးစိန်နေခဲ့ပြီးသူမရဲ့အမျိုးသားတငယ်ချင်းကတော့ယောက်ျားရဲ့အစီအစဉ်တိုင်းသူမအိမ်တကားပြင်ကိုတိတ်ဆိတ်ရောက်ရှိလို့လာခဲ့ပြီးတငယ်ချင်းကယောက်ျားဝတ်ထားတဲ့တော့ကိုနှက်ယူပြီးပါအားမှစိုက်ထုတ်เสียရမလို့ပဲတကားကိုဖွင့်ဝင်ခဲ့တယ်ဒီအချိန်မှာမိမကတော့အပြင်ကခြေတံကိုလုံးဝမရိပ်မိပဲတာတာယာရေနွေးစိန်နေတုန်းပဲဒီဘက်မှာတော့ယောက်ျားကဖိတ်ကစားရုံကိုရောက်နေပြီးအချိန်ကိုကြည့်ကနောက်တစ်ဆင့်အစီအစဉ်ကိုစတင်တော့တာကွက်တီအချိန်ရောက်တာနဲ့ယောက်ျားကဖုံးထုတ်ပြီးအိမ်ကကျိုးဖုံးစီဖုံးဆက်လိုက်တယ်ဖုံးတန်တင်းတင်းကြက်ကြက်မြည်လာတော့မိမကနိုးလာပြီးမချေမနှက်နဲ့ဧည့်ခန်းစီဖုံးသွားကန်ခဲ့တာဒါပေမဲ့ဖုံးကန်လိုက်တဲ့အခါဘာတန်မှမကြားရဘူးမျက်နှာဖုံးဆွထားတဲ့တငယ်ချင်းကပြေးဝင်လာပြီးမိမကိုလိမ့်ချလိုက်ရာကနှစ်ယောက်သားဧည့်ခန်းထဲမှာအသေးလဲလုံးထွေးတပုတ်ကြတော့တယ်ဖုံးတစ်ဖက်ကယောက်ျားကတော့မျက်နှာတစ်ချက်မပြတ်ပဲအိမ်ထဲကလှုပ်ရှားတံတွေကိုအေးဆက်ဆက်နားထောင်နေခဲ့တယ်9မိနစ်ကြာမှအရာအလုံးငြိမ်သက်သွားတော့မှယောက်ျားကခြေနဲ့စွာနဲ့ဖုံးကိုတင်လိုက်တာသူကမိမရဲ့တငယ်ချင်းအလုပ်ဖြစ်သွားပြီလို့တွက်ထားပြီးအိမ်ပြန်ကားကိုအေးအေးလူလူစီးနွေးခဲ့တယ်ဒါပေမဲ့အိမ်ရောက်လို့ကြည့်လိုက်တဲ့အခါမိမကလုံးဝမသိနေဘူးဒါဘလို့ဖြစ်တာလဲဂုံယူပါတယ်တင်ဟာဒီကန်ထဝင်တီးထိတ်ရင်ဖို့ရုပ်ရှင်ကောင်းကိုကြည့်မိသွားခဲ့ပြီးဖောက်ပြန်နေတဲ့ဇနီးကိုကလေးစားချေဖို့ကြွယ်ဝတဲ့ထေးကလူတက်မှုတစ်ခုကိုစစ်စစ်ဆက်ဆက်စီစဉ်ခဲ့တာဒီမဟာပြီးပြည့်စုံတဲ့လူတက်မှုအစီအစဉ်ဟာဇနီးနဲ့သူမရဲ့အမျိုးသားတငယ်ချင်းနှစ်ယောက်လုံးကိုတပြိုင်နက်တည်းရှင်းထုတ်နိုင်မယ်လို့သူထင်ခဲ့တာဒါပေမဲ့လူတွက်တာကနှက်တွက်တာကိုမမိခဲ့ပါဘူးဒီဇလန်တွေကလူတိုင်းဟာတာမန်လူတွေမဟုတ်ကြပဲဇက်ကွက်ကိုအကွက်ကွက်တိုင်းမှာလက်ကွက်တွေနဲ့ခေါင်းချောက်เสียကြည့်ရှုရမှာဖြစ်ပါတယ်စကားတွေအများကြီးမပြောတော့ပဲအာဆုံးကိုကပထမလူအနေနဲ့တိုက်ရိုက်ခေါ်ဆောင်ပြီးမယိုးသားတဲ့ဇနီးကိုနှိမ်နှင်းနဲ့မဟာပြီးပြည့်စုံတဲ့နေလန်းဆိုတာဘာလဲဆိုတာကြည့်လိုက်ရအောင်ငါဟာ Wall Street ကဘန်နာရေးဘလူးကြီးတယောက်ဖြစ်ပြီးငယ်ရွယ်လာပါတဲ့ဇနီးတယောက်ရှိလို့ပျော်ရွှင်စရာကောင်းနေရမှာဒါပေမဲ့လက်တလုံးမှာအဆင်ပြေမှုတွေရှိနေတယ်စီးပွားရေးမှာအခက်တွေ့နေရတယ်လို့ဇနီးကလည်းအပြင်မှာအမျိုးသားတငယ်ချင်းတယောက်ရှိနေတာတစ်ဖက်လူကကျင့်ဝတ်ပြပြတဲ့ဆင်းရဲသားပကြီးဆွဲသူတယောက်ပဲငါနဲ့ဇနီးပွဲတက်တဲ့အချိန်မှာတော့အဲ့ဒီပကြီးဆွဲသူနဲ့ရဲရဲတင်းတင်းစကားသွားပြောခဲ့သေးတာဒါပေမဲ့ငါကချက်ချင်းရံမဖြစ်ခဲ့ပဲပွဲပြီးမှပကြီးဆွဲသူစီတိတ်ဆိတ်သွားတွေ့ခဲ့တယ်ပကြီးဆွဲသူကသူတို့ခင်မင်မှုကိုစတင်မဝန်ခံခဲ့ရမဲ့ငါကဆုံထောက်ငါပြီးသူတို့အကြောင်းအကုန်စုံစမ်းပြီးသားပကြီးဆွဲသူကငါဇနီးကိုလိမ်ညာနေတာသူဟာနာမည်ကြီးတက္ကသိုလ်ကအမှုပညာကျောင်းသားမဟုတ်ပဲထောင်ကျပူးတဲ့လေလွင့်လူငယ်တယောက်အရင်ကလည်းချမ်းသာတဲ့အမျိုးသမီးကြီးတွေကိုလိမ်လည်ခဲ့တဲ့ပြစ်မှုရှိခဲ့ဘူးတယ်သူငါဇနီးနဲ့ပေါင်းနေတာဟာပိုက်ဆံကိုပဲလိုချင်လို့ဒီအကြောင်းတွေကိုငါဇနီးတည်သွားရင်သူတို့ကွဲကြမှာအမှန်ပဲဒါပေမဲ့အထင်မလွဲပါနဲ့ငါကဒီချက်တွေကိုတုံးပြီးမယိုးသားတဲ့ဇနီးကိုပြန်ယူဖို့လောက်အထိအတုံးမချတဲ့သူမဟုတ်ဘူးငါကဒီအချက်တွေနဲ့ပကြီးဆွဲသူကိုချင်းချောက်ခဲ့တာသူ့ရဲ့မျက်နှာဖုံးကိုငါဇနီးစီဖွင့်ချပြီးနှစ်ယောက်လုံးကွဲမလားသို့မဟုတ်ငါပေးမဲ့9သိန်းကိုယူပြီးငါဇနီးကိုတပ်ပေးမလားဆိုတာပဲငါကထိန်းချုပ်လို့စိတ်ပြင်းထန်သူမို့အမိမနာခံတဲ့မိမကိုဖျက်ဆီးပြီးအစ်စ်လဲလိုက်တာကပိုကောင်းတယ်ဒါမှငါဇနီးရဲ့အမွေကိုတိမ့်ပိုက်ပြီးငါဘဝကိုကယ်တင်နိုင်မှာပကြီးဆွဲသူကဘာရွေးရမလဲစိတ်ကူးရခက်နေခဲ့တယ်သူကငါဇနီးနဲ့တန်ရောစင်အနှဲငယ်ရှိနေတာဒါကြောင့်ငါကစဉ်းစားဖို့စာနာစွာနဲ့အချိန်နှစ်ရက်ပေးခဲ့တယ်စဉ်းစားပြီးရင်အချိန်မရွေးငါအိမ်ကိုလာခဲ့လို့ရတယ်ပကြီးဆွဲသူရဲ့ရွေးချယ်မှုကငါတွက်ဆက်ချက်အတိုင်းပဲဖြစ်ခဲ့တယ်နောက်နေ့မှာပဲပိုက်ဆံတစ်တာယူပြီးရောက်လာခဲ့တာရှင်းရှင်းလေးပဲသူကလည်းပိုက်ဆံပဲမတ်တဲ့လူရုံမာတယောက်ပဲဒါနဲ့ငါအစီအစဉ်ကိုသူ့ကိုရှင်းပြခဲ့တယ်အနီးနားကစောင့်ကြည့်ခင်မယားရဲ့ကွယ်ကွက်တွေကိုညွှန်ပြပေးပြီးလှုပ်ရှားမဲ့ညမှာငါပြင်ထွက်ဖဲကစားမယ်လို့ပြောခဲ့တယ်ဇနီးရဲ့အချင်းကတော့ငါဖဲကစားနေချိန်ရေချိုးလေးရှိတာငါမထွက်သွားခင်အိမ်တကားတိတ်တာကိုအပြင်မှာဝတ်ထားပေးမယ်ပကြီးဆွဲသူက9နာရီခွဲလောက်မှအိမ်ထဲခိုးဝင်ရမယ်ဒါပေမဲ့ရေချိုးကန်းထဲမှာမိမကိုချက်ချင်းမတက်ရဘူးအဲ့ဒါကလူတက်မှုနဲ့အရန်တူလုံးတယ်10နာရီမှငါအိမ်ကိုဖုံးဆက်ပြီးမိမကိုအိတ်ခန်းစီဖုံးလာခိုင်းအောင်လုပ်ချိန်မှလှုပ်ရှားရမယ်ဒါမှအိမ်ဖောက်ထွင်းခံရပြီးဒေါသအလျောက်တက်ဖြတ်ခံရတဲ့ပုံစံမျိုးထွက်လာမှာငါရဲ့စေတနာကိုပြသဖို့ပဏာတိုက်ထဲကတသိန်းကိုစာချုပ်ဖြစ်ပေးခဲ့တယ်ပကြီးဆွဲသူထွက်သွားပြီးနောက်သူစိတ်ပြောင်းသွားမှဆိုလို့သူနဲ့ငါဇနီးရဲ့ရင်းနှီးတဲ့တပ်ပုံတွေကိုငါပြန်ပို့ထားခဲ့တယ်ငါစီစဉ်ဟာအပြစ်ဆိုခွင့်မရှိဘူးလို့ထင်ခဲ့ပေမဲ့လူတွက်တာကနှက်တွက်တာမမိခဲ့ဘူးဇနီးကတရေရှင်ရေးစက္ကန့်ပိုင်းမှာအပူချိန်တိုင်းကိရိယာကိုကင်မိပြီးရက်ဆက်တဲ့ပကြီးဆွဲသူကိုထိုးတက်လိုက်တယ်ဒီတစ်ချိန်မှာတော့ပြာရခတ်သွားတာငါဖြစ်သွားခဲ့ပြီငါမိဖို့ချောင်းစီအမြန်သွားလိုက်တော့မျက်နှာဖုံးဆွထားတဲ့ပကြီးဆွဲသူကစိတ်သက်ဆန်စွာတေဆုံးနေတာတွေ့ရတယ်ငါတည်ငြိမ်အောင်ထိန်းပြီးလက်အိတ်စွပ်ကလက်ပွေရာတွေကိုဖျောက်ဖျက်ခဲ့တယ်တကားတော့ကိုဖျက်ဆီးပြီးအိမ်ဖောက်ထွင်းခံရတဲ့ဆက်ရာထောက်ထားကိုဖန်တီးခဲ့တယ်ပကြီးဆွဲသူရဲ့အိတ်ထဲကတော့ကိုယူပြီးဇနီးရဲ့တော့တွဲမှာပြန်ချိတ်ပေးခဲ့တယ်အဲ့ဒီအချိန်မှာရဲတွေရောက်လာခဲ့တယ်ငါရဲ့ပါနဲ့တဲ့စီမံမှုကြောင့်ဒီအမှုကိုအိမ်ဖောက်ထွင်းမှုလို့သတ်မှတ်ဖို့လွယ်ကူသွားခဲ့တာအစီအစဉ်ပျက်စီးသွားပေမဲ့အနည်းဆုံးတော့အမုန်းစရာပကြီးဆွဲသူကိုရှင်းထုတ်နိုင်ခဲ့ပြီလို့ထင်ခဲ့တာဒါပေမဲ့ရဲတွေအလောင်းရဲ့မျက်နှာဖုံးကိုချွတ်လိုက်ချိန်မှာတော့ငါမင်းတက်သွားခဲ့ရတယ်တေဆုံးသူဟာပကြီးဆွဲသူမဟုတ်ပဲသူစိမ့်တယောက်ဖြစ်နေတာဒါဘာဖြစ်တာလဲငါရဲ့မျက်နှာထားဟာချက်ချင်းပြည့်ယွင်းသွားခဲ့တယ်ဒီသိငယ်တဲ့မျက်နှာမူရအပြောင်းလဲကိုဘေးကဆုံထောက်ကသတိပြုမိသွားခဲ့တယ်သူကအမှုမှာတန်တရားဖြစ်ဖွယ်ရာတွေရှိနေတယ်လို့ချက်ချင်းရိပ်မိသွားတာတော်သေးတာကငါမျက်နှာထားတစ်ခုတည်းနဲ့ဘာမှသက်သေမပြနိုင်လို့သူတို့ပြန်ထွက်သွားခဲ့ကြရတယ်တေဆုံးသူကိုစုံစမ်းကြည့်တော့ထောင်ကထွက်လာတာမကြသေးတဲ့ပြစ်မှုကျူးလွန်သူဖြစ်ပြီးအရင်ကလည်းအိမ်ဖောက်ထွင်းမှုရှိခဲ့ဘူးတယ်ဒီတစ်ချိန်မှာအိမ်ဖောက်ထွင်းရင်လူတက်ဖို့စ조사စဉ်ဇနီးရဲ့တုတ်ပြန်တိုက်ခိုက်မှုကြောင့်တေဆုံးသွားတာလို့ယူဆလိုက်ကြတယ်ဇနီးရဲ့လောက်ရဟာတရားဝင်ခုခံကာကွယ်မှုဖြစ်သွားပြီးဘာဖြစ်မှမရှိခဲ့ဘူးဒါပေမဲ့ဆုံထောက်ရဲ့စိတ်ထဲမှာတော့ငါ့ပေါ်တန်တရားစိတ်စတင်ပြိုးထောင်မိသွားခဲ့ပြီးကိစ္စပြီးတော့ငါပကြီးဆွဲသူကိုအမြန်သွားရှာပြီးဘလို့လှုပ်လိုက်တာလဲလို့မေးခဲ့တယ်ပကြီးဆွဲသူကအမှန်တိုင်းဝန်ခံခဲ့တယ်သူကိုယ်တိုင်ငါဇနီးကိုမတက်ရက်လို့ထောင်ကထွက်လာတဲ့လူတယောက်ကိုငါခဲ့တာတဲ့ဒါပေမဲ့အဲ့ဒီလူကဒီလောက်အတုံးမချမှန်းမသိခဲ့ဘူးပကြီးဆွဲသူကငါဇနီးကိုနောက်တစ်ကြိမ်ထပ်တက်ပေးရမလားလို့မေးခဲ့သေးတယ်ငါအမိတုံးလိုက်တာ
တိုတောင်းတဲ့အချိန်တွင်ဇနီးကိုနှစ်ကြိမ်တိုင်တိုင်လှုပ်ကြံရင်စိတ်တစယူတောင်ဒါဟာကြံစီထားတဲ့လူတက်မှုဆိုတာသိနိုင်တာပေါ့ငါကသူ့ကိုငါညွန်ကြားချက်အတိုင်းစောင့်နေဖို့နဲ့ငါနေလန်းထက်ရှာမယ်လို့ပြောခဲ့တယ်ဇနီးဟာငါစင်းပေါ်ကငါဖြစ်ပြီးတက်ဖို့ကအချိန်ပိုင်းပဲလို့ထင်ခဲ့တာဒါပေမဲ့ဇနီးဟာအလွယ်တကူအသက်ခံမဲ့သူမဟုတ်ခဲ့ဘူးတရက်မှာတော့နဲ့အိမ်တကားဖွင့်မရတော့လို့ငါတော့လဲလိုက်တယ်ထင်ပြီးတငယ်ချင်းအိမ်မှာတညသွားအိတ်ခဲ့တယ်စကားပြောရင်းနဲ့ဒီထိတ်လန့်စရာအတွေ့အကြုံကြောင်းနဲ့သူမရဲ့အမျိုးသားတငယ်ချင်းကြောင်းပြောဖြစ်ခဲ့ကြတယ်သူမအမျိုးသားတငယ်ချင်းရှိနေတာကိုငါသိရင်ဘာလို့မလဲလို့ဇနီးကမေးခဲ့ရတငယ်ချင်းရဲ့မရည်ရွယ်တဲ့စကားတခုကဇနီးကိုတတိမူမိသွားစေခဲ့တယ်ဇနီးရုတ်တရက်သဘောပေါက်သွားခဲ့တယ်သူမတည်သွားရင်အကြီးမားဆုံးအကျိုးမြတ်ရမှာကငါပဲဒါကြောင့်ဒီအိမ်ဖောက်ထွင်းမှုဟာတေချာပေါက်ကိစ္စတစ်ခုရှိနေရမယ်ငါကိုယ်တိုင်ကြံစီခဲ့တာလည်းဖြစ်နိုင်တယ်ဒါနဲ့ဇနီးဟာနောက်နေ့မှာစရော့ရှယ်ယာကုမ္ပဏီစီတွားခဲ့ရာငါကုမ္ပဏီကဘဏ္ဍာရေးအခက်တွေ့နေပြီးမကြခင်ဒေဝါလီခံရတော့မယ်ဆိုတာသိသွားခဲ့တယ်ငါကတငယ်ချင်းအကြောင်းသိသွားတာပဲဖြစ်ဖြစ်ပိုက်ဆံမလို့ပဲဖြစ်ဖြစ်ဇနီးကိုတတ်တာဟာအကောင်းဆုံးရွေးချယ်မှုပဲဇနီးကအလွန်ကြောက်လန့်သွားပြီးစုံထောက်စီအမြန်သွားကတန်တရားတွေကိုပြောပြခဲ့တယ်စုံထောက်ကလည်းငါ့ကိုအလွန်တန်တရားဖြစ်ခဲ့တယ်အကြောင်းကအလောင်းကိုစစ်ဆေးချိန်မှာတကားဖွင့်ကိရိယာတို့မဟုတ်ငါအိမ်တော့ကိုမတွေ့ရလို့ပဲတေဆုံးသူဘလို့ဝင်သွားလဲဆိုတာကိုဇနီးတည်သွားချိန်မှာရဲရင်နဲ့အတွေ့တစ်ခုရခဲ့တယ်သူမတေဆုံးသူရဲ့နေအိမ်စီသွားကြည့်ရာငါအိမ်တကားဖွင့်မရတဲ့တော့ဟာတေဆုံးသူရဲ့အိမ်တကားကိုဖွင့်နိုင်တာတွားတွေ့ခဲ့တယ်ဒါဟာတော့လဲလှယ်ခံခဲ့ရတယ်ဆိုတာပြတ်တက်နေပြီးတော့လဲနိုင်တာငါပဲရှိတယ်ဒီချိန်မှာမှဇနီးဟာအရာအလုံးကိုသဘောပေါက်သွားခဲ့တာငါကတော့ကိုအပြင်မှာထားခဲ့လို့တေဆုံးသူကအိမ်ထဲလွယ်လွယ်ဝင်နိုင်ခဲ့တာဒါပေမဲ့တေဆုံးသူကတော့ကိုတုံးပြီးနောက်အဆင်ပြေပြေပြန်ထားခဲ့တာဒါကြောင့်တက်တေဖြောက်ဖို့ငါပြန်ယူခဲ့တဲ့တော့ဟာတေဆုံးသူရဲ့အိမ်တော့ဖြစ်နေခဲ့တာဇနီးဟာကြောချမ်းသွားပြီးငါဘက်ကမလွတ်ပေးဘူးဆိုတာသိတာကြောင့်ကိုကယ်တင်ဖို့နေလန့်ရှာခဲ့ရတယ်ဒါကိုဘာမှမသိသေးတဲ့ငါကတော့ပိုကြီးမားတဲ့ပြဿနာနဲ့ရင်ဆိုင်ခဲ့ရတယ်ပကြီးဆွဲသူကဖုံးဆက်ပြီးကြံတဲ့၄သိန်းကိုတောင်းခဲ့တယ်ငါနဲ့သူဇနီးကိုတက်ဖို့တိုင်ပင်နှုံးကသူကတိတ်ဆိတ်အတန်တွင်းထားခဲ့တာကိုငါသိလိုက်ရတာအခုငါရဲ့စီးပွားရေးဟာတည်ရရှင်ရေးဖြစ်နေချိန်မှာဒီအတန်ဖိုင်ထွက်သွားရင်ငါအဆက်ကွဲပြီးပျက်စီးသွားမှာမတက်နိုင်ပဲငါက၄သိန်းကိုပေးလိုက်ရပြီးအတန်ဖိုင်ကိုပြန်ယူခဲ့တယ်ဒါပေမဲ့ပကြီးဆွဲသူရဲ့လုပ်ရက်ကြောင့်ဒေါသထွက်သွားတဲ့ငါကတော့ဒီတိုင်းလို့မပေးခဲ့ပါဘူးပကြီးဆွဲသူကပိုက်ဆံရတော့ယထာပေါ်တက်သွားခဲ့တယ်သူကတီးတန့်တွဲမှာတင်းနဲ့တလက်နဲ့ထွက်ပြေးဖို့ပြင်ထားတာသူမနေ့ဖြန်အနာဂတ်ကိုအိမ်မက်မက်နေချိန်မှာငါသူ့ရှိရောက်လာခဲ့တယ်ငါသူ့ကိုဓာတ်နဲ့အချက်ပေါင်းများစွာထိုးတက်လိုက်တယ်ဒီလိုနဲ့အတန်ဖြောင်းနိုင်ပြီးထင်ခဲ့ရင်မဲ့ပကြီးဆွဲသူကမတေခင်မှာအစီအစဉ်တစ်ခုကြံသေးတယ်လို့ပြောသွားခဲ့တယ်အတန်ဖိုင်ကိုငါဇနီးစီအချိုးပို့ထားခဲ့တာတဲ့အခုဆိုအိမ်ကိုရောက်လောက်ပြီးငါပြရာခက်သွားပြီးအိမ်ကိုအမြန်မောင်းပြန်ခဲ့တယ်ဒေါ်သေးတာကဇနီးကဝရဏနာမှာလင်းညစ်နေပြီးစာကိုမတွေ့သေးဘူးငါကစာနဲ့ပကြီးဆွဲသူစီက၄သိန်းတင်းနဲ့တို့ကိုဘဏ္ဍာတိုက်ထဲအမြန်ထည့်လိုက်တယ်ဘာမှမဖြစ်တယ်လို့ဟန်ဆောင်ပြီးဇနီးနဲ့နှုတ်ဆက်ကရေချိုးကန်းနဲ့ရေချိုးဖို့ဝင်သွားခဲ့တယ်ဒါပေမဲ့မိမကငါပိုက်ဆံထည့်လာတဲ့အိတ်ကိုတွေ့သွားခဲ့ပြီးအိတ်ထဲကပိုက်ဆံတွေကိုငါသိမ်းလိုက်ပြီးမို့ဇနီးကဇဝေဇဝါဖြစ်နေပေမဲ့ဘဏ္ဍာတိုက်ရှိုးဝက်နံပါတ်ကိုတိမယ်မထင်ခဲ့ဘူးရေချိုးပြီးတော့ဇနီးကပုံမှန်တိုင်းပဲမုံသွားဝယ်ပေးမယ်လို့ပြောရင်းတော့အစ်စ်လဲဖို့တတိပေးခဲ့သေးတယ်ဒီတော့မှငါတော့တစ်တာအပြင်မှာကြံခဲ့တာတတိရသွားတယ်ဇနီးထွက်သွားတော့တောတစ်တာကိုတွားလိုက်ရအထဲမှာဇနီးရဲ့တော့တွဲမှာချိတ်ပေးရမယ့်တော့ကရှိနေတော့ပဲဒါဆိုငါဇနီးစီချိတ်ပေးလိုက်တာဘာတော့လဲဒါပေမဲ့ငါဒီအကြောင်းစဉ်းစားစရာမလိုတော့ပါဘူးအမောင်ထဲကဇနီးကထွက်လာပြီးငါ့ကိုမေးခွန်းထုတ်တော့တာငါစင်ချေပေးဖို့လှုပ်တုံးမှာပဲသူမကအတန်ဖိုင်ကိုထုတ်ပြခဲ့တယ်ငါနဲ့ပကြီးဆွဲသူရဲ့စကားတွေဟာမိုးချိုးပစ်တယ်လို့လေထဲမှာပြန့်လွင့်သွားခဲ့တယ်ဟုတ်တာပေါ့နှစ်ပေါင်းများစွာလင်မယားဖြစ်ခဲ့တာဘဏ္ဍာတိုက်နံပါတ်ကိုသူမသိပဲနေမလားသူမအရာအလုံးတည်သွားပြီးမို့ငါလည်းဖုံးကွယ်မနေတော့ဘူးခွင့်လွှတ်မှုမတောင်းပဲသူမကိုအပြီးတိုင်ရှင်းပစ်ဖို့စူးစမ်းခဲ့တယ်ဒါမှငါကုံတိတ်ခါနဲ့စီးပွားရေးကိုထိန်းနိုင်မှာငါတို့နှစ်ယောက်အတေလဲလုံးထွေးခဲ့ကြတယ်မိမတယောက်မို့ငါ့ကိုမရှင်းနိုင်ဘူးထင်ခဲ့ပေမဲ့ဘဏ္ဍာတိုက်ထဲမှာတင်းနဲ့ရှိတာငါမေ့သွားခဲ့တယ်ငါပွဲချင်းပြီးတေဆုံးခဲ့ရတယ်နောက်ဆုံးမှာဇနီးကရဲခေါ်လိုက်ပြီးအတန်ဖိုင်ကြောင့်သူမရဲ့တုံ့ပြန်မှုဟာတရားဝင်ခုခံပိုင်ခွင့်ဖြစ်သွားခဲ့တယ်ငါအကွက်ပေါင်းများစွာတွက်ခဲ့ရမဲ့နောက်ဆုံးမှာမိမရောစီးပွားရေးရောအသက်ပါဆုံးရှုံးခဲ့ရတာဒီဇက်ကားဟာ1998ခုနှစ်ကအမေရိကန်ရုပ်ရှင်တကားဖြစ်တယ်ဒီဇက်ကားနမီကတထေးရဲ့လူတက်မှုကိုရည်ညွှန်းတာထင်ခဲ့ရမဲ့နောက်ဆုံးမှာတော့ဇနီးရဲ့အစီအစဉ်ကမှပိုပြီးမဟာပြီးပြည့်စုံနေခဲ့တာပါ